YouTube ကနေဒီစာရွက်တွေကိုရရှိထားတဲ့ content creator တွေကဒီပေါ့လို့ခံစားရတယ်ဆိုတာကိုသိရပါသလားအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ content creator တွေအတွက်သိအရေးကြီးတဲ့ Google ADS တွေပေးတဲ့စာရွက်အကြောင်းလေးတွေကိုကျွန်တော်အနည်းငယ်ပြောပြချင်ပါတယ်ဒီစာရွက်ဒီထဲမှာသိအရေးကြီးတဲ့ page code 6လို့ရှိပါတယ်ကျွန်တော်တို့ဒီ page code 6လို့ရရှိမှသာကျွန်တော်တို့ YouTube မှာရရှိကြတဲ့ပတ်စံတွေကိုထုတ်ခွင့်ပြုမှာပဲဖြစ်ပါတယ်ခင်ဗျာဒီစာရွက်3ရွက်ဆိုရင်ဒါကျွန်တော်ပြီးခဲ့တဲ့ channel တွေမှာရရှိထားတဲ့ page code လေးတွေဖြစ်ပါတယ်ဒီစာရွက်ဆိုတော့ဒါမနေ့တနေ့ကပဲရရှိလာတဲ့ page code ပဲဖြစ်ပါတယ်ခဏနေကြလို့ရှိရင်ကျွန်တော်ဖောက်ပြပါမယ်ပြီးလို့ရှိရင်ဘယ်လိုထည့်ရမလဲဆိုတာကိုလည်းတစ်ခါတည်းပြောပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒါဆိုရင်အခုကျွန်တော်ဒီ page code ကိုဖောက်ပါမယ်သူတို့ဖောက်ရမယ့်နည်းလမ်းတွေပြတာပေါ့လေလွယ်လွယ်လေးပါဒီလိုမျိုးပဲအများလေးတွေရှိတယ်သိလားဒီများလေးတွေကိုကျွန်တော်တို့ဖောက်လိုက်ရေးပဲအဓိကတော့ကျွန်တော်တို့ဒီများလေးပြလာတဲ့အကြောင်းရင်းကလည်းဒီ page code ကိုမပြည့်စည်ဖို့ပါဒီ page code ကအရေးကြီးတယ်အဲ့ဒါဆိုကျွန်တော်ဖောက်ပါလိုက်မယ်အဲ့တော့ဒါဒီမျိုးကျွန်တော်တို့ဖြဲလိုက်ရပါပဲနော်သူတို့ပေးထားတဲ့ line အတိုင်းဖြဲလိုက်ရပါပဲအဲ့ဒါဆိုကျွန်တော်ဖြဲပြီးတာနဲ့ဒီ6 page code 6လုံးကိုကျွန်တော်ပြပါမယ်ပေါ့လေ6လို့ရှိတာဆိုတော့เนาะအတိအကျကျွန်တော်မပြဘူးဘာကြောင့်လဲဆိုတော့တိသွားတဲ့လူချို့ကသူတို့ခုလုတ်တဲ့တယ်အဲဆိုကျွန်တော်အခုဖောက်လိုက်မယ်ဒီမှာဆိုရင်သူတို့လမ်းပြတာပေါ့လေလွယ်လွယ်လေးပါပဲโอเคအဲဆိုဒီမှာဟုတ်လားပေကို6လို့ရှိတယ်ဒီပေကို6လို့ရှိတယ်ဟုတ်လားပေကို6အဲ့ဒီပေကို6လုံးထဲမှာကျွန်တော်တို့ဒီဖက်ဆန် YouTube မှာဖက်ဆန်ထုတ်ဖို့အတွက်ထဲမှသာကျွန်တော်တို့ဗန်ထဲကိုသူလွှမ်းပေးမှာဖြစ်တယ်အဲဆိုရင်ဒီပေကို6လုံးကိုကျွန်တော်ထပ်ပြပါမယ်ဒီပေကုတ်လေးတွေမထက်ခင်မှာကျွန်တော်ရဲ့ channel အဟောင်းကိုပြချင်ပါတယ်တစ်ချက်တော့ကြည့်ပါဦးခင်ဗျာဒါတော့ကျွန်တော်ရဲ့ channel အဟောင်းပါ channel အဟောင်းမှာဆိုရင်ကျွန်တော်အခုလက်ရှိရလာတာက$65ဒီ$116အားကြောင့်ကျွန်တော်ထုတ်ပြီးသွားပြီပေါ့လေ last payment ဆိုတာကထုတ်ပြီးသွားပြီပြောပြတာဒါပြီးခဲ့တဲ့လတွေမှာကျွန်တော်ထုတ်ခဲ့ပြီးပြီဒါတော့ကျွန်တော်ရဲ့ channel အဟောင်းကိုကျွန်တော်ပြသတာပဲဖြစ်ပါတယ်အခုကျွန်တော်ပေကုတ်ထပ်ပြမယ် channel လေးကိုတစ်ချက်ကြည့်ပါဦးဒါတော့ကျွန်တော်ပေကုတ်မှာထည့်ရမယ့် channel လေးပါဒါဆိုကျွန်တော်ဒီ channel မှာဘယ်လောက်ရလဲဆိုတာကိုတစ်ချက်ပြပါမယ်ဒါဆိုကျွန်တော်ဒီ channel မှာ$600ကျော်ပေါ့$600ကျော်ကျွန်တော်ရရှိတယ်ဒီ$600ကျော်ကိုကျွန်တော်ထုတ်ဖို့အတွက်ခုနကျွန်တော်ပြောပြခဲ့တဲ့ page code ကိုထည့်မှသာကျွန်တော်ရဲ့ ban ထဲကနေပို့ပေးမှာဖြစ်တယ် ban ထဲမှာပို့တဲ့ခါမှာလည်းကျွန်တော်တို့ဒီ Thai ban ပြီးလို့ရှိတခြားနိုင်ငံခြား ban တွေပဲရရှိသွားမှာဖြစ်တယ်ရရှိမှာဖြစ်တယ်Thai ban တော့မှာကျွန်တော်တို့ကာစီကောင်းတစ်ခုပဲရရှိမှာဖြစ်တယ်ချုပ်တော့ ban တွေကမရပါဒီတခြားသောမြန်မာပြည် ban လည်းမရပါဘူးခင်ဗျာအဲ့ဒါဆိုကျွန်တော် page code ကိုထည့်ပြပါမယ်တစ်ချက်ပြန်လာကြည့်ပါဦးကျွန်တော်ဒီ page code ကိုတက်ဖို့အတွက်ဒီ verification မှာတစ်ချက်သွားလိုက်ပါမယ်ဒီမှာဆိုရင်ဒီအနေရောင်ချောင်းလေးကိုပြတာတွေ့လားဒီအနေရောင်ချောင်းလေးကဘာပြောတာလဲဆိုရင်ကျွန်တော် page code မထည့်ရသေးဘူးဆိုတာကိုသူပြောပြနေတာဆိုတော့ကျွန်တော် page code ထည့်ပြီးမှသာဒီအနေရောင်ချောင်းကိုပြော့မယ်ပြီးလို့ရှိရင်ကျွန်တော်ပတ်စံရရှိသွားမှာပဲဖြစ်တယ်ပေါ့လေအဲ့ဒါဆိုကျွန်တော်ဒီအခု page code ကိုထည့်ပြပါမယ်ကျွန်တော် page code မှာရှိတဲ့ page code ကျွန်တော်ထည့်လိုက်မယ်အခုเนาะအဲ့ဆိုကျွန်တော်တို့ page code ကိုထပ်ပြီးသားနဲ့ကျွန်တော်တို့ submit လုပ်ရပါမယ် submit လုပ်ပြီးတာနဲ့ကျွန်တော်တို့ ban account ချိတ်ဆက်ထားတယ်ဆိုရင်အဲ့ဒီ ban account ထဲမှာတပတ်ဒါမှမဟုတ်တရက်2ရက်ကြာလာလို့ရှိရင်သူပို့လာမယ်ပို့လာတဲ့အခါမှာလည်း email မှာသူပြောပြတယ်ဒီနေရထားတဲ့ပတ်စံကိုပို့ပြီးသွားပြီဆိုတာကို email ကနေတစ်ချက်သူအကြောင်းကြားတယ်ဒါဆိုရင်ကိုယ့်ရဲ့ ban account ကို check လုပ်နေပါတယ်အဲ့ဒါဆိုရင်ကျွန်တော်submit လုပ်လိုက်ပါမယ်โอเคကျွန်တော်တို့ submit ပြီးသွားလို့ရှိရင်ဒီလိုမျိုးcomplete ပေါ့နော်complete အစင်းအောင်လေးနဲ့ပြမှာမယ်ဒီလိုမျိုး complete အစင်းအောင်လေးနဲ့ပြပြီးဆိုရင်ကျွန်တော်တို့ဒါပတ်စံရပြီးပေါ့လေပတ်စံရပြီးပြီးလို့ရှိရင်ကျွန်တော်ခုနပြောပြခဲ့လိုမျိုးပဲ ban account ချစ်ထားတယ်ဆိုရင် ban account ကိုတစ်ပတ်ဒါမှမဟုတ်2ရက်အတွင်းမှာ check လုပ်ပါဒါမှမဟုတ်ကိုယ့်ရဲ့ email ကို check လုပ်ပါနော်အဲဆိုရင်ဒီမှာဆိုကျွန်တော်ကျွန်တော်ရဲ့အကူเนาะကျွန်တော်ရဲ့အကူဘန်နဲ့ချစ်ဆက်ထားတာပါဒါဆိုရင်ရောက်ပြီဆိုရင်1ရက်2ရက်အတွင်းမှာပေါ့နော်ရောက်ပြီဆိုရင်ကျွန်တော်ကို email ကနေစစ်သူပြောပြလိမ့်မယ်အဲ့ဒါဆိုရင်ပေကိုအခက်ခဲရှိတယ်နော်survey အနေပါတယ်ကျွန်တော်ကို survey လာပြီးမှအနေပါတယ်မြန်မာပြည်မှာရှိတဲ့YouTube ရ content creator တွေကတော့သူတို့မြန်မာပြည်မှာဆိုမပို့ပေးဘူးပေါ့လေဆိုတော့အဲ့ဒီလူတွေကအခက်ခဲရှိတယ်ဆိုရင်ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်အဲ့ရဲ့ဗီဒီယိုအောက်မှာ comment မှာ survey အနေကြောင်းရေးနေပါတယ်အဲ့ဒီကနေကျွန်တော်ရဲ့ Facebook page Facebook link ကိုဆက်သွယ်လို့ရအောင် Facebook page Facebook link ကိုချပေးပါမယ်အဲ့ဒီကနေကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်